1884 ခုနှစ်ဒီဇင်ဘာ10 ရက်နေ့တွင်အမေရိကန်နိုင်ငံရှိဆတ်ဖော့ခရိုင်မက်ဆာချူးတရားရုံးမှ14 နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုကျိုးမိန့်ပေးဖို့စီရင်ချက်ချခံခဲ့ရတယ်။ထို့ပြစ်ဒဏ်ချမှုအတွက်ပြည်နယ်အတွင်းအငြင်းပွားစရာတွေဖြစ်လာခဲ့ပြီးတော့ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ကောင်စီအဖွဲ့ဝင်များသတင်းစာဆရာများနဲ့ပြည်သူများကကန့်ကွက်ခဲ့ကြပါတယ်။အဲဒီနောက်မှာပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ကောင်စီအဖွဲ့ဝင်တွေကြားအကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီးနောက်ဒေသကနေထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ပြောင်းလဲချမှတ်ခဲ့ပါတယ်။အမေရိကန်သမိုင်းမှာအသက်အငယ်ဆုံးအဖြစ်ပထမဆုံးဒီပြစ်ဒဏ်ကိုစီရင်ခြင်းခံခဲ့ရသူပါ။သူကျူးလွန်ခဲ့တဲ့အပြုအမူတွေဟာ19ရာစုအမေရိကန်လူ့အဖွဲ့အစည်းတစ်ခုလုံးကိုအံ့ဩတုန်လှုပ်သွားစေခဲ့တယ်။သူ့နာမည်ကဂျက်ဆင်ဟာရင်ပိုမရိုင်းဂျက်စီကို1859ခုနှစ်နိုဝင်ဘာ29မက်ဆာချူးဆက်ပြည်နယ်ချားစတောင်းမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့အဖေဟာသားသက်သမားတစ်ဦးဖြစ်ပြီးအမေကတော့စက်ချုပ်သမားတစ်ဦးပါ။ဂျက်စီဟာဘဝအစကတည်းကကံမကောင်းခဲ့ပါဘူး။မွေးဖွားပြီး6 လအကြာမှာကြောက်ရောဂါပိုးကူးစက်မှုကိုခံခဲ့ရပြီးဒီရောဂါကြောင့်ပဲသွေးကြောနှင့်မျက်စိဆဲများပျက်စီးကညာဘက်မျက်လုံးတွင်တငယ်လုံးဝမရှိတော့ဘဲဖြူဆွတ်သွားခဲ့ပါတယ်။ခန္ဓာကိုယ်နှင့်မျက်နှာပေါ်မှာလည်းကြောက်ဒဏ်ရာအမာရွတ်များကျန်ရစ်ခဲ့ပါတယ်။ဒီရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့်ကျောင်းမှာလည်းအမြဲတမ်းလှောင်ပြောင်ခြင်းခံရပါတယ်။ဒါတွေမကသေးပါဘူး။မိသားစုအတွင်းအဖေဖြစ်သူရဲ့ရက်တိစားတောက်စားပြီးလူမဆန်စွာရိုက်နှက်ဆုံးမမှုတွေကိုလည်းမကြာခဏခံခဲ့ရပါတယ်။စာနာမှုမရှိတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တဲ့ဂျက်စီဟာအသက်12 နှစ်အရွယ်ရောက်လာချိန်မှာတော့တိရစ္ဆာန်ငယ်လေးတွေကိုနှိပ်စက်တဲ့အမှုအကျင့်တွေကိုစတင်ပြသလာခဲ့ပါတယ်။1881နဲ့1882ခုနှစ်ကြားမှာဘော့စတွန်မြို့နယ်အတွင်းကလေးငယ်အများအပြားဟာရိုက်နှက်ခံရမှုတွေဇက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပါတယ်။ဂျက်စီဟာသူ့ထက်ငယ်ရွယ်တဲ့သူတွေကိုဘော့စတွန်မြို့ပြင်ရှိလူသူမနီးတဲ့တောအုပ်တွေဆောက်လုပ်ရေးလုပ်ငန်းခွင်အဟောင်းတွေဂိုဒေါင်တွေနဲ့မြေအောက်ခန်းတွေလိုမျိုးအကူအညီတောင်းရင်မကြားနိုင်တဲ့နေရာတွေစီခေါ်သွားလေ့ရှိပါတယ်။လူသူမရှိတဲ့ကမ်းဆက်တွေစီလည်းခေါ်ဆောင်သွားပါတယ်။ဂျက်စီကလေးတွေကိုအတင်းအကျပ်ခေါ်ဆောင်သွားခြင်းမဟုတ်ပဲမုတ်များကစားစရာများပေးမည်ဟုမတ်လုံးပေးကလှည့်ဖျားခေါ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒါမှမဟုတ်စိတ်ဝင်စားစရာအရာတစ်ခုကိုအကြောင်းပြပြီးကလေးတွေရဲ့စူးစမ်းခြင်းစိတ်ကိုအသုံးချကခေါ်ထုတ်သွားပြီးမှဒုတ်ကြဖို့တို့နဲ့ရိုက်နှက်ခဲ့တာပဲဖြစ်ပါတယ်။ခံကောင်းစွာနဲ့ပဲအဲဒီတုန်းကကလေးတွေဟာအသက်မတည်ပဲလွတ်မြောက်ခဲ့ကြပါတယ်။1882ခုနှစ်မှာတော့ရဲစခန်းအပြင်ဘက်ကနေခြောင်ကြည့်နေတဲ့ဂျက်စီကိုဒဏ်ရာရထားတဲ့ကလေးတစ်ယောက်ကမှတ်မိပြီးရဲတွေကိုတိုင်ကြားခဲ့တာကြောင့်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ဂျက်စီဟာပြစ်မှုတွေကိုဝန်ခံခဲ့ပြီးအသက်13 နှစ်အရွယ်မှာကလေးပြုပြင်ရေးစခန်းသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒီပြုပြင်ရေးစခန်းဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်မှုကိုတော့မကုသနိုင်ခဲ့ပါ1884ခုဖေဖော်ဝါရီလမှာတော့ဂျက်စီဟာအပြုအမူကောင်းမွန်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပြုပြင်ရေးစခန်းကနေလွတ်မြောက်လာပါတယ်။ဒါဟာစခန်းတာဝန်ရှိသူတွေနဲ့လူအဖွဲ့အစည်းရဲ့အကြီးမားဆုံးအမှားယွင်းတစ်ခုဖြစ်လာပါတယ်။သူလွတ်မြောက်လာပြီးတစ်လအကြာမှာအသက်10 နှစ်အရွယ်ကေဒီကန်ယန်ဆိုတဲ့မိန်းကလေးဟာဂျက်စီတို့မိသားစုပိုင်ဆိုင်တဲ့အစာအုပ်ဆိုင်လေးတွင်ဝင်ရောက်သွားပြီးနောက်ပြန်ထွက်မလာတော့ပါဘူး။အဲဒီနောက်အသက်4 နှစ်အရွယ်ဟိုရေးစ်မီလန်ဆိုတဲ့ကလေးငယ်တူရဲ့ရုပ်အလောင်းကိုလည်းစာဗင်ဟေးကမ်းခြေမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုရုပ်အလောင်းမှာပြင်းထန်တဲ့ဒဏ်ရာအမြောက်အများတွေ့ရှိခဲ့ရပြီးဒီဖြစ်စဉ်ဟာဘော့စတွန်မြို့သူမြို့သားတွေကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာပထမဆုံးမသင်္ကာသူဖြစ်ဂျက်စီကိုချက်ချင်းဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။တရားခွင်မတိုင်မီရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုနဲ့ဝန်ခံခဲ့ပြီးဂျက်စီတို့မိသားစုပိုင်ဆိုင်တဲ့စာအုပ်ဆိုင်ရဲ့မြေအောက်ခန်းမှာပျောက်ဆုံးနေတဲ့အသက်10 နှစ်အရွယ်ကေဒီကန်ယန်ရဲ့ရုပ်အလောင်းကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။ကမ်းခြေမှာသေဆုံးနေတဲ့ဟိုရေးစ်မီလန်ရဲ့အမှုကိုလည်းသူကျူးလွန်ခဲ့ကြောင်းဆက်လက်ဝန်ခံခဲ့ပါတယ်။ဂျက်စီဟာအဖမ်းခံရတာကိုနောင်တမရကြောက်ရွံ့ခြင်းအရေးအကြောင်းလုံးဝမပြခဲ့ပါဘူး။ဘာကြောင့်တက်ခဲ့တာလဲလို့ရဲတွေကစစ်ဆေးမေးမြန်းတဲ့အခါငါးစိတ်ထဲမှာရှိတဲ့အတိုင်းလုပ်ခဲ့တာလို့အေးစစ်ဆေးပဲထွက်ဆိုခဲ့ပါတယ်။သူတွေဒီအချို့ကတော့ဂျက်စီဟာငယ်စဉ်ကကြောက်ရွံ့ကာကွယ်ဆေးထိုးနှံပြီးနောက်ပြင်းထန်တဲ့ဝေဒနာတွေကြောင့်စိတ်ဒဏ်ရာကြီးမားစွာရရှိခဲ့တာလို့သုံးသပ်ကြပါတယ်။ဂျက်စီကိုပြစ်ဒဏ်ချမှတ်ချိန်မှာ
စိတ်ကျန်းမာရေးစစ်ဆေးမှုတွေအများကြီးလုပ်ခဲ့ပေမယ့်ထိုအကြောင်းပြချက်ကိုတရားသူကြီးတွေကငြင်းပယ်ခဲ့ပါတယ်။နောက်ပိုင်းသေဒဏ်ချမှတ်ခဲ့တော့လဲသက်သက်မပြေမှုကြောင့်သက်သက်တကျွန်းအဖြစ်ပြောင်းလဲလိုက်ပါတယ်။သူဟာပြည်မကဘာနဲ့လုံးဝတွေ့ခွင့်မရှိပဲအခန်းငယ်လေးတစ်ခုမှာ42နှစ်တိုင်တယောက်တည်းနေထိုင်ခဲ့ရတာပါ။ထိုအခန်းငယ်ထဲမှာစာအုပ်ပေါင်းများစွာကိုဖတ်ရှုခဲ့ပြီးနိုင်ငံခြားဘာသာစကားများကိုလေ့လာခဲ့သလိုကြပြစာအုပ်တချို့ကိုလည်းရေးသားထုတ်ဝေခဲ့ပါတယ်။1918ခုနှစ်မှာတော့သူ့ကိုအထီးကျန်ထောင်မှာအထွေထွေအကျဉ်းသားများစီသို့ပြောင်းရွှေ့ပေးခဲ့ပြီး1932ခုစက်တင်ဘာ29ရက်အသက်82နှစ်အရွယ်မှာအကျဉ်းထောင်ဆေးရုံအတွင်းကွယ်လွန်သွားခဲ့ပါတယ်။ဂျက်စီဟာကလေးဘဝမှာတင်အကျဉ်းချခံရပြီးထောင်ထဲမှာပဲအဆုံးသက်သွားခဲ့ရပါတယ်။ Yo soy una hija del Inti Sol, de la Pachamama.